ငါအခုမှပြန်လာတာမင်းကငါ့ကိုနားညီအောင်စူစူပူပူလုပ်နေပြန်ပြီ ရှင်ဒီလိုအချိုးမျိုးနဲ့ဆိုကျမမနေဘူးအိမ်ပေါ်ကဆင်းမယ်ရှင်နဲ့မနေဘူး ဟဲ့ဘာလုပ်နေတာလဲလာအခုလိုက်ခဲ့တော့အိမ်ထဲဝင်မယ်လိုက်ခဲ့ဒီလိုနဲ့ကျွန်တော်တို့လည်းအဲ့ရတဲ့ဝင်ခဲ့ကြတယ်ခဏကြာတော့ကျွန်တော်မိမကကျွန်တော်ကိုလဲပင်ထားညစ်တော့ တတ်မယ်နင်းကိုတက်စားမယ် ကျွန်တော်လည်းပဲရမလဲပြန်ချတာပေါ့ကျွန်တော်ခွက်နဲ့ကောက်ပစ်လိုက်တာသူကရှောင်းနေပြဒါနဲ့ကျွန်တော်လည်းညကြီးမူမမှန်တာနဲ့ဖះเจ้าဆောင်ဘောကရေမန်းယူပြီးပတ်လိုက်မှငင်းကြသွားတော့တယ် ဘာဖြစ်တာလဲကျမဘာဖြစ်သွားတာလဲ ကိုမင်းကိုလှမ်းခေါ်တော့ကနာမည်မခေါ်ပဲဝင်ခဲ့လို့ပြောလိုက်မိလို့မကောင်းတာပါလာတာပဲဘာမှမဖြစ်တော့ပါဘူးဖះဝှပြုတ်ပြီးပြန်အိတ်လိုက်နော်ညဘက်အပြင်ရောက်နေတဲ့သူကိုခေါ်ချင်ရင်နာမည်ခေါ်တာအကောင်းဆုံးပါဟဲ့ဝင်ခဲ့လို့ဆိုကျွန်တော်လိုကြုံတွေ့ရမှာဆိုလို့တတိပေးလိုက်ပါရစေ ကြည့်ပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်စိတ်ချမ်းသာလို့ကိုလည်းကျမ်းမာကြပါစေကိုတွေးဖြစ်ရလေးတွေလာပြောပြလို့ရပါတယ်အခုလိုအမှတ်တရလေးဖြစ်အောင်ပြန်ဖန်တီးပေးပါမယ်